ဒီနေရာကိုပထမဆုံးမြင်လိုက်တာနဲ့လူများစုကတော့အစင်းရဲမွဲတင်ရဲ့ကျူးကျော်ရက်ကွက်တစ်ခုလိုပဲထင်ကြပါလိမ့်မယ်။ဒါပေမဲ့ဒီလိုကျင်းမြောင်းလာတဲ့လမ်းကြားတွေနဲ့သွတ်မိုးအိမ်လေးတွေရဲ့နောက်ကွယ်မှာဆိုရင်တော့တစ်နှစ်ကို American Dollar 1 billion ထိရှာနိုင်တဲ့စီးပွားရေးလုပ်ငန်းပေါင်းများစွာလည်ပတ်နေရဆိုရင်ယုံမလားဟုတ်ပါရဲ့ဒါကတော့အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့လေကောင်မှာရှိနေတဲ့ Dharavi ဆိုတဲ့နေရာပါအပြင်ကနေကြည့်ရင်တော့ဆင်းရဲမွဲတင်မှုရဲ့တင်ကေတတစ်ခုလို့မြင်ရပါမယ်အတွင်းထဲမှာဆိုရင်တော့တရေထုတ်ကုန်တွေအထည်ချုပ်လုပ်ငန်းတွေရေအိုးလုပ်ငန်းတွေစားတောက်ကုန်ထုတ်လုပ်မှုတွေနဲ့စွန့်ပစ်ပစ္စည်းတွေကိုတန်မိုးရှိရဲ့ကုန်ကျန်းတွေအဖြစ်ပြန်လည်ပြောင်းလဲပေးနေတဲ့လုပ်ငန်းတွေကိုတွေ့ရမှာပါဒီနေရာမှာတချို့အဆောက်အဦတွေကအိမ်ဖြစ်တယ်လို့အလုပ်ရုံလည်းဖြစ်ပါတယ်။အောက်ထပ်မှာအလုပ်လုပ်ကြတယ်အပေါ်ထပ်မှာတော့လူနေကြပါတယ်။ဆိုတော့လူနေမှုဘဝနဲ့စီးပွားရေးကတနေရာထဲမှာရောရှက်နေရဖြစ်ပါတယ်။ဒါပေမဲ့မေးစရာတစ်ခုရှိတာကဒီလိုမျိုးနေရာချင်းချင်းလေးကနေပြီးတော့ဘလို့ဖြစ်ပြီးတော့တစ်နှစ်ကိုဒေါ်လာ1 ဘီလီယံရှာနိုင်နေရလဲ။ဒီနေ့မှာတော့ Dharavi ရဲ့တကယ်ကိုအံ့ဩစရာကောင်းတဲ့စီးပွားရေးလုပ်ငန်းတွေဘလို့လဲပတ်နေလဲဆိုတဲ့အကြောင်းအရာကိုအတူတူလေ့လာကြည့်ရအောင်။ Dharavi ကအစကတည်းကဒီလိုမျိုးလူနေထူထပ်တဲ့နေရာတစ်ခုတော့မဟုတ်ခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကဒီနေရာကရွှွညွန်တွေဒီရေတော်တွေနဲ့တငါတဲ့တွေနေထိုင်တဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့မွန်ဘိုင်းမြို့ကြီးဖွံ့ဖြိုးလာတဲ့အမျှစက်ရုံတွေအလုပ်ကိုင်တွေနဲ့လူဦးရေတွေကတဖြည်းဖြည်းတိုးတက်လာခဲ့ပေါ့နော်။မြို့ထဲမှာနေရာတွေကနည်းလာတဲ့အခါမှာအလုပ်ရှာတဲ့ရွှေပြောင်းလုပ်သားတွေက Dharavi ဘက်ကိုတဖြည်းဖြည်းနဲ့ရောက်ရှိလာကြတာပါ။ Gujarat ကအိုးလုပ်သူတွေတမီးနာဒူနဲ့တခြားပြည်နယ်ကတရေလုပ်တဲ့လူတွေအိန္ဒိယနိုင်ငံမြောက်ပိုင်းကအထည်ချုပ်နဲ့လက်မှုပညာရှင်တွေစတဲ့လူမျိုးဘာသာစကားနဲ့ယဉ်ကျေးမှုမတူတဲ့လူတွေအားလုံးကဒီနေရာကိုစုပြန်လာခဲ့ကြပါတယ်သူတို့ရောက်လာခဲ့တဲ့အဓိကရွယ်ချက်ကတော့အလုပ်ကိုင်ခွင့်လန်းတွေရရှိဖို့ပါအဲဒီနောက်မှာတော့ Dharavi မှာတဖြည်းဖြည်းနဲ့အိမ်တွေဆောက်တဲ့ဆိုင်တွေဆောက်ပြီးတော့အလုပ်ရုံတွေပါပေါ်ပေါက်လာတာဖြစ်ပါတယ်နောက်ဆုံးမှာတော့လူနေအိမ်တွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုတော့မှခွဲခြားလို့မရတော့တဲ့မြို့ငယ်လေးတစ်ခုဖြစ်လာခဲ့ပါတယ်Dharavi ရဲ့အံ့ဩစရာအကောင်းဆုံးစီးပွားရေးလုပ်ငန်းတွေထဲကတစ်ခုကတော့ recycling လို့ခေါ်တဲ့ပြန်လည်ပြုပြင်အသုံးချတဲ့လုပ်ငန်းပါ။ Mumbai လိုမျိုးလူဦးရေတန်းနဲ့ချီရှိတဲ့မြို့ကြီးတစ်ခုမှာတစ်နေ့ကိုအမိုက်ပမာဏအလွန်များပြားစွာထွက်ရှိပါတယ်။အဲဒီအမိုက်တွေထဲမှာ plastic, သတ္တု, စက္ကူနဲ့တခြားပြန်လည်အသုံးချနိုင်တဲ့ပစ္စည်းပေါင်းများစွာပါဝင်ပါတယ်။ Dharavi ရဲ့နောက်ထပ်အရေးကြီးတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကတော့တရေထုတ်ကုန်လုပ်ငန်း။တရေကိုပြုပြင်ပြီးတော့အိတ်တွေဖနက်တွေပတ်စံအိတ်တွေနဲ့တခြားပစ္စည်းတွေကိုထုတ်လုပ်ကြပါတယ်ဒီလုပ်ငန်းတွေထဲကတချို့အားမိသားစုလိုက်မျိုးဆက်ပေါင်းများစွာဆက်လက်လုပ်ကိုင်လာကြတာပါအဲဒီလိုပဲ Dharavi မှာနောက်ထပ်မြေအိုးလုပ်ငန်းကလည်းတကယ်ကိုအထင်ရှားပါတယ် Gujarat ကရောက်လာတဲ့အိုးလုပ်သူမိသားစုတွေကမြေဈေးကိုယူတဲ့ပုံသွင်းအချောက်ခံမီးဖုတ်ပြီးတော့အိမ်သုံးမြေအိုးတွေမီးဖို့ကြောင်သုံးပစ္စည်းတွေနဲ့တခြားထုတ်ကုန်တွေကိုထုတ်လုပ်ကြပါတယ်ဒီလုပ်ငန်းတွေကခင်မီစက်ရုံကြီးတွေလို့မမြင်ရပေမဲ့သူတို့ရဲ့နောက်ကွယ်မှာတော့ကျွမ်းကျင်မှုနဲ့အတွေ့အကြုံပေါင်းများစွာရှိပါတယ်။ဒါအပြင်အထည်ချုပ်လုပ်ငန်း၊မုံဖုတ်လုပ်ငန်း၊စားတောက်ကုန်ထုတ်လုပ်မှုနဲ့လက်ဝတ်ရတနာအသေးစားလုပ်ငန်းတွေပါရှိနေပါတယ်။အိမ်တအိမ်မှာမိသားစုတစုနေထိုင်ရင်းနဲ့အဲ့ဒီအိမ်ရဲ့အောက်ထပ်မှာဆိုရင်တော့အလုပ်သမားတွေကအလုပ်လုပ်နေကြတာပါ။ဒါကြောင့် Dharavi မှာတော့အိမ်ကအိမ်ဖြစ်တယ်လို့စက်ရုံလည်းဖြစ်နေပါတယ်။ Dharavi ရဲ့စီးပွားရေးကိုနားလည်ဖို့ဆိုရင်အရေးကြီးဆုံးတစ်ချက်ကတော့ဒီနေရာမှာလုပ်ငန်းတွေအချင်းချင်းကအလွန်နီးကပ်စွာရှိနေရပါဥပမာတနေရာမှာပလတ်စတစ်ကိုပြန်လည်အသုံးချနေတယ်အဲ့ဒီကုန်ကြမ်းကိုတခြားအလုပ်ရုံတစ်ခုကဝယ်တယ်အဲ့ဒီအလုပ်ရုံကထုတ်လိုက်တဲ့ပစ္စည်းကိုနောက်တနေရာမှာထပ်ပြီးတော့ပြုပြင်တယ်
နောက်ဆုံးမှာတော့အစင်းစင်းဖြတ်တန်းပြီးတော့ကုန်ကျော်တစ်ခုဖြစ်လာတာပါဒါကြောင့်မို့လို့ကြီးမားတဲ့ကုမ္ပဏီတစ်ခုလိုမျိုးအရာအားလုံးကိုတနေရာထဲမှာလှုပ်ရှားမလို့ပါဘူးလူတစ်ယောက်ကအပိုင်းတစ်ခုလှုပ်တယ်နောက်တစ်ယောက်ကနောက်ထပ်အပိုင်းတစ်ခုလှုပ်တယ်ပြီးတော့ဒီလူတွေအားလုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့စီးပွားရေးကွန်ရက်ကြီးတစ်ခုဖြစ်လာတာပါဆိုတော့ဒီစနစ်ကအသေးစားလုပ်ငန်းတွေကိုပေါင်းပြီးတော့စက်ရုံကြီးတစ်ခုလိုမျိုးအလုပ်လုပ်နေတဲ့စီးပွားရေးစနစ်တစ်ခုလိုအောင်ပြောလို့ရပါတယ်အားလုံးလည်းသိချင်နေမယ်မိကွန်းကတော့ Daravi ရဲ့စီးပွားရေးကတကယ်ပဲ American Dollar 1 billion တန်သလားအဖြစ်ကတော့ဒါဟာတိတိကျကျတိုင်းတာထားတဲ့ကိန်းဂဏန်းတစ်ခုတော့မဟုတ်ပါဘူး Daravi ရဲ့စီးပွားရေးလုပ်ငန်းအများစုကအသေးစားနဲ့အလွတ်တန်းလုပ်ငန်းတွေဖြစ်တဲ့အတွက်တစ်နှစ်ကိုဝင်ငွေဘယ်လောက်ရှိရဲထုတ်ကုန်ဘယ်လောက်ထုတ်လုပ်တယ်ဆိုတာကိုအပြည့်အစုံစာရင်းကောက်ဖို့အတွက်ကအလွန်ခက်ခဲပါတယ်ဒါကြောင့်မို့လို့လေးလာချက်တွေအရ Daravi ရဲ့စီးပွားရေး level မှုကတစ်နှစ်ကိုဒေါ်လာ1 billion အထိရှိနိုင်တယ်လို့ခန့်မှန်းထားကြတာပါဒီကိန်းဂဏန်းတွေကိုကြည့်တဲ့အခါမှာတော့ Daravi မှာ billionaire တွေပြည့်နေရလို့မဆိုလိုပါဘူးဒီငွေတွေကလူထောင်ပေါင်းများစွာရဲ့အသေးစားလုပ်ငန်းတွေအလုပ်အကိုင်တွေနဲ့ဝင်ငွေတွေကနေစုပေါင်းထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ Daravi ရဲ့တကယ်အင်အားကတော့ငွေကြေးတစ်ခုတည်းမဟုတ်ဘဲနဲ့လူတွေရဲ့လုံနိုင်စွာပါဒီလိုမျိုးထူးခြားတဲ့စီးပွားရေးမျိုးငယ်ကြီးကအခုဆိုလို့ရှိရင်အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒါကတော့ Daravi ရဲ့ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းပါ။ Mumbai မြို့ရဲ့အလွန်တန်ဖိုးကြီးရဲ့မြေနေရာမှာတည်ရှိနေရကြောင်းဒီနေရာကိုခေတ်မီအိမ်ယာတွေလမ်းတွေနဲ့အခြေခံအဆောက်အုံတွေကိုပြန်လည်တည်ဆောက်ဖို့အတွက်စီမံကိန်းတွေဆောင်ရွက်နေကြပါတယ်။တစ်ဖက်ကကြည့်ရင်တော့ဒါက Daravi မှာနေထိုင်တဲ့လူတွေအတွက်ပုံမကောင်းမွန်တဲ့လူနေမှုဘဝကိုရရှိနိုင်တဲ့အခွင့်အရေးပါ။ဆိုတော့တစ်ဖက်မှာဆိုရင်တော့ဒီလူအားလုံးရဲ့အိမ်တွေကိုပြန်လည်ဆောက်ပေးနိုင်ပါမလားသူတို့ရဲ့အလုပ်တွေကိုပါပြန်လည်တည်ဆောက်ပေးနိုင်ပါမလားစတဲ့မိခွန်းပေါင်းများစွာရှိနေပါတယ်။ဘာကြောင့်လဲဆိုရင်တော့ခုနကပြောခဲ့သလိုပဲ Daravi မှာကအိမ်နဲ့သူတို့ရဲ့စက်ရုံတွေနဲ့ကခွဲခြားလို့မရဘူးဖြစ်နေရပါဆိုတော့ဒီနေ့မှာသူ့အိမ်မှာတရေအိတ်ကိုလုံနေတဲ့လူတယောက်ကိုနောက်နေ့မနက်မှာမိုးမျှော်တိုက်ထဲကတိုက်ခန်းတစ်ခန်းကိုပေးမယ်ဆိုရင်သူကအလုပ်ကိုဘယ်လိုဆက်လုပ်တော့မလဲဆိုတော့ဒီမိခွန်းကတော့ Daravi အတွက်တကယ်ကိုအရေးကြီးပါတယ်ဒါကြောင့်မို့လို့ Daravi ရဲ့ပြန်လည်ဖွံ့ဖြိုးရေးဆိုတာကအစာအုပ်တွေတင်ပြောင်းလဲတာမဟုတ်ပါဘူးလူအများစုရဲ့ဘဝနဲ့စီးပွားရေးလုပ်ငန်းတွေကိုပါပြောင်းလဲနိုင်တဲ့စနစ်တစ်ခုပါကဲဒါဆိုရင်တော့ Daravi ကိုအပြင်ပန်းကကြည့်ရင်တော့တူမိုးအိမ်လေးတွေလမ်းကြားချင်းချင်းလေးတွေနဲ့လူနေထူထပ်တဲ့နေရာတစ်ခုလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့အရန်ကိုအံ့ဩစရာကောင်းတဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့နေရာဆိုတာကိုသိသွားပြီလို့ထင်ပါတယ်ဆိုတော့အိန္ဒိယရဲ့ဆင်းရဲတဲ့ကျူးကျော်ရပ်ကွက်တစ်ခုမဟုတ်ပါဘူးဒါဟာအခက်အခဲတွေနဲ့ဖွံ့ဖြိုးရေးကြားမှာလူတွေကဘယ်လိုမျိုးကိုယ်ပိုင်စီးပွားရေးတစ်ခုကိုတည်ဆောက်နိုင်လဲဆိုတာကိုပြသနေတဲ့တကယ်ကိုထူးခြားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်